hello ဝန်တွင်းမှာဘာစားလို့ရလဲဆိုတော့ခါလီကြလို့ရှိရင်လေကိုရီးယားခီးဖွင့်ရင်တကယ်မြို့ကြီးတွေပေါ်ရောက်လို့ရှိရင်လေဒါမျိုးမစားချင်အဲ့လိုရှာရခက်တဲ့မြို့တွေဆိုရင်လေဒီပါဇက်ကြီးကစားချင်ပြီလားအခုဒါပိုလန်ဘက်ကရီပေါ့နော်ကြတို့ဝန်တွင်းကအခုဈေးရောင်းနေတဲ့နေရာမှာပေါ့နော်မနက်ကညီမလေးနဲ့စကားပြောရင်းနဲ့ဒီမှာတဲ့မာလာရှန်ကောတွေလည်းရတယ်တဲ့ချားဟာတွေလည်းရတယ်တဲ့ပြောရင်းနဲ့အဲ့တော့ကွာအဆက်ကိုဒီလိုမျိုးလေးစီဖူချိုပေါင်းလေးစားချင်တာလို့စီဖူလေးရှိရင်လို့ပေါင်းပေးပါလားဆိုတော့ okay တဲ့ပေါင်းပေးမယ်တဲ့ချင်းလေးကိုလို့ share လေးလုပ်ပေးနော်ဆိုတော့ဒီမှာကျဒီအချင်းနဲ့တင်ရမ်းမိုက်ပြီချင်းနဲ့ရမ်းမိုက်ပြီပါပြီရှင်အဲ့တော့ဒါလေးကတော့အခုဖွင့်ကြည့်လိုက်မယ်နော်အိုးဒါဝင်းတွင်းမှာဖြစ်ပါတယ်ဝင်းတွင်းမှာဒီလိုစီးပူးတွေစားရဖို့ဆိုတာကိုရီးယားမသိတော့မလွယ်ဘူးပေါ့နော်ဟိုတီးတဲ့သူတွေဆိုရင်တော့လည်းလွယ်မှာပေါ့နော်မတီးတဲ့သူတွေကြာရင်တော့လည်းမလွယ်ဘူးပေါ့တစ်ခါတည်းကြာလို့ရှိရင်ဟိုနေရောက်ရင်အဲ့လိုစားကျင်စိတ်လေးတွေကဖြစ်တာဒီမှာကျသူကအောက်ကကြာစံလေးနဲ့မုတ်ဖတ်ပေါ့နော်မုတ်ဖတ်လေးရယ်ဒါလေးကကနန်းလေးရယ်ပဇွန်လေးရယ်တီကြီးငါးလေးရယ်အောက်ကအရွက်ကလေးရယ်ကိုချက်ဆက်ကလေးနဲ့သူဇွန်လေးချောင်းတော့တောင်းပြီးပါလားရှင်လေးနဲ့ဆိုတော့လက်အိတ်လေးစွပ်ပြီးတော့စားလိုက်နေပြီကွာအဲ့တော့ဟိုတချို့ကြတော့အလုပ်ကိစ္စနဲ့အဲ့လိုနေတွေရောက်လာတယ်ဒီလိုဝင်းတွင်းတို့ဘာလို့အလုပ်ကိစ္စနဲ့လာတဲ့လူတွေဘာတွေရှိရဲဆိုရင်ပိုလန်မှာလေအစားတောက်တွေလေကြတို့ရန်ကုန်ကလူတွေကြိုက်တဲ့ဟာမျိုးတွေပေါ့နော်အများကြီးရှိပါတယ်နောက်ပြီးတော့တချို့ကလေဒူရင်းပီလို့လေးဆိုလဲအရန်ကောင်းတာပဲမနေ့ကဆိုရင်ဒူရင်းပီလို့စားတယ်အီကလေယာစားတယ်ဒီတော့ဆိုရင်ပေါင်မုံညူညူလေးစားတယ်အဲ့တော့ဒီမှာတော့ရောက်တိုင်းကိုအကြိုက်ပေါ့နော်ဟိုနေတွေသွားရင်တချို့ဆိုင်လေးတွေကနည်းနည်းအချိုများတယ်ဒီပိုလန်ဘက်ကရီကကြပြားတို့တွေရဲ့ပါဇက်နဲ့အရန်ကွက်တိမစီကြတာဟိုအချိုလည်းမပြင်းဘူးကိုတွေကြိုက်တဲ့အရသာလောက်ကိုသွားတယ်ပေါ့နော်ရန်ကုန်ရတာပေါ့ရန်ကုန်ဒီမှာရန်ကုန်မှာစားရတယ်မှာစားရတယ်ဆိုပေမဲ့ဟိုရန်ကုန်မှာစားရတဲ့အရသာတိုင်းစားရတာဆိုတော့ကိုတွေနဲ့တော့အဆင်ပြေတယ်ဒီမှာဆိုရင်ဒီခဲမုတ်တွေလည်းရှိတယ်ကိတ်မုတ်တွေကတော့အကုန်ကောင်းတယ်ချိုရဲကြီးမဟုတ်ကုန်ချမ်းကောင်းတာပေါ့နော်အဓိကပြောချင်တာကုန်ချမ်းပစ္စည်းကောင်းတဲ့အခါကျတော့ဘလို့ချိုရဲကြီးတွေမဟုတ်ဘူးဘိုးဆန်ဆန်လေးနဲ့အေးရောအဲ့တော့ဒီမှာဒီလိုမျိုးကြပြလိုမျိုးစားတင်တယ်ဆိုလဲဝင်းတွင်းပိုလန်ဘက်ကရီမှာမှာလို့ရတယ်နော်ဒီရန်ကုန်မန္တလေးလမ်းဟောင်းလမ်းမကြီးပေါ့နော်ခရီးသွားဟန်လွဲပေါ့ကိုကမန္တလေးကနေရန်ကုန်သွားလို့ပဲဖြစ်ဖြစ်မန္တလေးကနေနေပြည်တော်သွားလို့ပဲဖြစ်ဖြစ်လမ်းခရီးမှာဘိုက်စားတယ်ဆိုရင်ဝမ်းတွင်းမှာစားကောင်းတဲ့ဆိုင်လေးရှိတယ်နော်ကိုတွေလည်းအဲ့လိုမျိုးကြုံဘူးလေတခါတည်းကျဘယ်မျိုးမှဝင်စားလို့စားမှမသိအမှန်တိုင်းပြောမယ်နော်အမှန်တိုင်းပြောရင်အရင်တော့ကလေဝမ်းတွင်းမှာဒီလိုဆိုင်ရှိရလို့ကိုလုံးဝမထင်ခဲ့တာပါကိုတွေဖြတ်သွားတဲ့အခါကျရင်ဝမ်းတွင်းမှာသမင်းစားမလားဘိုက်စားဆိုဟာမစားဝမ်းတွင်းမှာဘာမှရှိမှာမဟုတ်ဘူးလို့စားကောင်းမှာမဟုတ်ဘူးလို့ထင်ခဲ့ဘူးတယ်ဒါပေမဲ့ဘယ်ဟုတ်မလဲဒီလိုဂျားမျိုးလေးတွေမှာလေပြီးတော့ဟိုဒီရန်ကုန်မန္တလေးလမ်းဟောင်းလမ်းမကြီးပေါ့ဆိုတော့ခရီးသွားရင်းတဲ့သူတွေလည်းဝင်စားလို့ရတယ်ဟိုမှမဟုတ်ဘူးဒီဝမ်တွင်းမှာရှိတဲ့သူတွေမှမဟုတ်ဘူးเนาะအလုပ်ကိစ္စနဲ့ဝမ်တွင်းကဖြတ်သွားတဲ့သူတွေဆိုတော့အဲ့ပိုလန်ဘက်ကရီဆိုင်လေးမှာဝင်စားကြည့်ပါလို့ရွေးချယ်ပါရရှင်ကြပြစားတဲ့ menu လေးစားကြည့်ရင်တော့ကြိုမှားမယ်နဲ့တူတယ်เนาะဒါတွေကတော့ကြိုပေါင်းရတာဆိုတော့လေ那个买单，那个他们没啥人了，刚来讲，他们没啥人了，哪里啥玩意儿？你我呀嘛是咱们，没有几样呀，当然咱们，不常见的。你说假如奶奶的话是，咖啡叫的他们叫呀是，奶奶叫的本身没有的ဖြစ်သွားတာပေါ့နော်။ဒီပိုလန်ဘက်ကရီရတယ်။တိုက်ကြစား။ဒီငင်းဒီလိုပဲစားစားရေသွဲမုတ်ပဲစားစား။ဒါပဲစားစားကော်ဖီပဲတောက်တာအေးပဲတောက်လက်ဖက်ထမင်းပဲစားစားထမင်းကြော်ပဲစားစားခောက်ဆွဲပြုတ်ပဲစားစားရန်ကောင်းရန်ကောင်းရန်ကောင်းမဖက်ဆက်လက်ရမှာအမမုံငင်းပဲပါမုံငင်းနဲ့ဟက်တောင်းလိုက်ကောင်းပါတာအရန်ဝေးတော့လေအရန်ဝေးတော့လည်းဟက်တောင်းလိုက်ဒီလိုစားကျင်တာဒီလိုစားနေနေတာဆိုတာဆက်လက်ရှိတာဒီကလေးလေးတော့ဆက်လက်ရလဲရတယ်မုံမျိုးရလဲရတယ်
ဆက်လိုက်ရရှိတယ် ငကောရန်ကောအဲ့တော့ဒါရန်ကုန်မလေးလမ်းဟောင်းလမ်းမပေါ်မှာကြုံရုံဝင်သားနော်ကြုံဝင်သားပါနော်ဟဲ့ဒါကြောင်ညာပေးတယ်မလို့ပါဘူးဒီဆိုင်ကလူအပြည့်ပဲနေတာဟာကျင်လို့လား စားကြည့်မအောင်ဟိုဒီပီဂျင်ကလေး ထောက်ထောက်ဝင်မယ်ညထောက်ထောက်ဝင်မယ် ပီဂျင်ကလေးနိုင်ကောင်းမလားပစုံလေးခွာရင်ကောင်းမလားလက်ပြမှာဆိုလို့ ထောက်ထောက်ဝင်မယ်အရန်ကောင်း ရရနဲ့ကြည့်ထားနော် อืม ဒီမှာရ အချင်းအရန်ကောင်းလားအချင်းကလေတကယ်ကိုလေထိုင်း sauce ပဲထိုင်းမှာသွားစားရတဲ့အတိုင်းပဲရိုးရရောက်သွားတဲ့အတိုင်းပဲအချင်းရဲ့အရာသာ အချင်းစိတ်ဝင်စား ရိုးရကိုရောက်သွားတဲ့အတိုင်းပဲရိုးရမှာသွားစားရတဲ့အတိုင်းပဲရန်ကောင်းတယ် မင်းလည်းဆိုင်ပေါ့နော်ဒီလိုတော့ อืมတော့ကောင်းပါဒါကတော့ငါပြမလားဟုတ်ကောင်းတော်တော်တော်ဒီကောင်းလားအပေါ်မပြောဘူးကြပြတို့ပါဇက်လောက်ကြီးများတာကြပြတို့ပါဇက်ပဲရှိတယ်ဒါရန်ကုန်ပါဇက်နဲ့ကွက်တီပဲအဲ့တော့ဒါလေးကအခုမှကြပြစားခြင်းလို့ကြပြစားခြင်းလို့ပိုင်ရှင်ညီမလေးကိုပူဇာလိုက်တာပိုင်ရှင်ညီမလေးကအခုဒီမီနူးလေးလည်းထုတ်ပြီးတော့ရောင်းပေးမယ်တဲ့ဒါဝမ်းတွင်းရစားခြင်းတဲ့သူတွေရောခီးသွားပြည်သူတွေပေါ့နော်ခီးသွားပြည်သူတွေခီးသွားရင်လည်းဘယ်ဆိုင်စားမှမသိဘူးဆိုလို့ရှိရင်ဒီပိုလန်ဘက်ကရီလေးကိုဝင်စားပါဒီလမ်းမကြီးပေါ်မှာပဲသူကဘက်ကရီဆိုပေမဲ့ကိတ်မုတ်ဆိုင်ကြီးပဲမဟုတ်ဘူးအစားတောက်တွေကိုအကုန်ကောင်းတာစားတော့အကုန်ကောင်းတယ်ဒါအသက်အဲ့ဒါတော့ဘုမလား ဟုတ်ပြီဒါလေးဒီနေ့စားတယ်အားစားတယ် ရ ဒီလို ကောင်းတယ်စားကျမရဲနဲ့စားတော့စားရပြန်ရင်ဒီစပြောဟော့ပေါ့တွေစားတော့မှာအခုတော့ဒီမှာကြိုက်တယ်လေဒီလိုလာရင်အရင်တော့ဆိုရင်ငါတော့အဆင်မပြေမှာဆိုစိတ်ပူတာအခုတော့နေမျိုးလေးတွေမှာဒီလိုဆိုင်လေးတွေဖွင့်တာစိတ်ကောင်းပါပဲရန်ကုန်ကလူတွေလာတဲ့လူတွေတော့ကောသူလည်းမသိဘူးလေဒါရဆိုလည်းမသိဘူးဒီမှာတနေ့နေတိုင်းခိုင်စားရင်းနဲ့မှာအကုန်ကောင်းတယ်ဆိုတော့သိလာတာဆိုတော့ပြီးသွားတဲ့လူတွေရောဝင်းတွင်းရလူတွေရောဗိတ်ထီလာလူတွေရောမှာစားလို့ရတယ်ရန်ကုန်ဒီကတော့ဒီအချက်ပေါ့ဒါဘုရားဆက်ပါ နော်လားမဟုတ်ဘူးတော့လားမဟုတ်ဘူးမတော်ရဘူးတော့ကြည့်တာများရပါများပဲကဲများပဲကဲထားလိုက်ပါမယ်ခင်အဲ့တော့ဝင်းတွင်းပိုလန်ဘက်ကရီမှာစားတော့ပြီးအကုန်ကောင်းပါတယ်လို့ဒါစားပါလို့ပြီးသွားပြည်သူတွေရောဝင်းတွင်းရသူတွေရောမိတ်ချလာသူတွေရောဝင်းတွင်းအနီးတော့ကြိုက်ကြလူတွေရောဒီတမရှင်